ဟယ်လိုအားလုံးပဲမင်္ဂလာပါမမကြီးရဲ့ကုကင်းဘလော့ကနေကြိုဆိုပါရစေဒီနေ့မမကြီးကဘာလေးချက်ပြမလဲဆိုလို့ရှိရင်တော့အမျိုးသားလေးတွေဝက်နံယိုနုလေးပေါ့နော်ဈေးထဲမှာရလာတယ်အဲ့ဒါကြောင့်သူ့ဝက်နံယိုနုကြော်လေးလုပ်ပြီးမှပဲဖြစ်ပါတယ်ရှင်အရင်ဆုံးဝက်နံယိုနုကြော်လေးကိုပေါ့နော်အချုံငံလေးပဲငှက်ပြားကြီးလေးနဲ့နှက်ထားပြီးတော့မှသူ့အရင်ဆုံးပြုတ်ပြီးလိုက်ပါတယ်ပြုတ်ပြီးပြီဆိုရင်တော့ခဏဖယ်ထားပြီးတော့စီပူပူမှာပြန်ကြော်ပြီးလိုက်ပါတယ်ရှင်ကြော်တဲ့နေရာမှာပေါ့နော်အယောင်လေးရဲပြီးတော့ကျွတ်လာတဲ့အထိကြော်ပါမယ်ရပြီဆိုလို့ရှိရင်တော့မမကြီးကစကားလေးနဲ့သူ့စီစစ်ပေးထားလိုက်ပါမယ်နော်ပြီးရင်တော့မမကြီးကအချင်းလေးလက်ဆက်ထားမယ်ပေါ့နော်အချင်းဆက်နီးလေးကိုတော့မမကြီးကမပြတော့ဘူးเนาะရှေ့ဗီဒီယိုတွေမှာအချင်းဆက်နီးလေးမမကြီးတင်ပေးထားပါတယ်ရှင်ပြီးရင်ဝက်နံယိုနုကြော်လေးနဲ့တွဲစားဖို့အတွက်မမကြီးကဆက်လက်ရွက်ရဲ့သခွားသီးလေးကိုပြင်ဆင်ထားပေးပါတယ်မမကြီးတို့အိမ်မှာအေးဆေးနေနိုင်ဖို့အတွက်အပြင်မှာအလုပ်တွေစူးစမ်းပေးနေတဲ့အမျိုးသားလေးပြန်လာရင်စားဖို့အတွက်ဒါမမကြီးရဲ့မေတ္တာစာလေးပေါ့နော်ကျမယောက်ျားဝက်နံယိုနုဆိုရင်အရန်ကြိုက်တယ်ပေါ့နော်အဲ့ဒါကြောင့်သူ့အတွက်ကြော်ပေးထားတာဖြစ်ပါတယ်ရှင်